ဒါကညီမတို့ဒါပြီးတော့ကတိပတိကမင်းကုန်းဆရာတော်ကြီးအောင်သွားတဲ့ဟာအမြင့်ဆုံးအဲ့ဒါကိုအခုဖြေမဲ့ဒါကဘာကြီးလှိုင်ကူတော်ကြီးရတာအစပေါ့နော်ဒီမှာဆရာတော်ဒါမန္တလေးကဒါစာစစ်ဆရာတော်တို့ကစာထောက်စာမရတယ်ဟိုစာမွဲဖြေတဲ့ဆရာတော်တွေကိုဒါဆရာတော်တို့ကစာကြည့်ရမှာဟုတ်တယ်နော်ဆရာတော်နော်ဟုတ်တယ်ဗျာကျမရတယ်ဒီကမစိုးရင်အချိန်နဲ့ကပ်ပြီးတော့လိုက်ကြတာပေါ့ရှင်ကျမဆရာတော်တွေနဲ့ဆရာတော်တွေရဲ့စိတ်ငကကြီးနဲ့ဒကမာကြီးပါပြောင်းနေပြီဆရာတော်တို့ဒါလှိုင်ကောင်းနဲ့ကိုသွားပြီပေါ့နော်ဒါမစိုးရင်အာဂမက3ပါးပါပါတယ်ဆရာတော်တွေလေးတွေကတိပတိကဆရာတော်တွေကစာမွေးဖြေမှာကိုဒီဆရာတော်တွေကစာကြည့်ပေးရမှာပေါ့နော်မစိုးရင်က3ပါးဆိုတော့ရန်ကုန်ကြွလာဒကမာကြီးကျမကလည်းဆရာတော်တို့စီလိုက်ကြတော့တာဗောဆရာတော်တို့ဆိုမှလှိုင်ကောင်းမေးလားအမေမောနေလားစာမွေးအခြေပြဇရာတဲ့ဒီမှာစာပြန်ရက်အရိုက်ပြီးတော့ဆရာတော်ကြီးတွေဝါထဲမှာဝါထီးပြူတွေနဲ့ဝါဆရာတော်